မင်္ဂလာပါခင်ဗျာအားကစားမှတ်စုအစီအစဉ်ကနေကြိုဆိုပါရစေဒီတစ်ခါမှာတော့မြန်မာလက်ဝှေ့သမားတွေရဲ့သတင်းတွေနဲ့ဒီတစ်ပတ်မှာရှင်ပြိုင်ကစားမဲ့ပရီးမီးယားလိဂ်ပွဲစဉ်တွေရဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ပထမအဆုံးအနေနဲ့မနက်ဖြန်မနက်မှာထိုးသက်မယ့်မြန်မာကစားသမားဂျိုရှူအာဗန်ဟာဆေးစစ်ဝိတ်ချီနာတွေပြီးခဲ့ပြီလို့သိရပါတယ်ဂျိုရှူအာဗန်ပါဝင်ရှင်ပြိုင်မဲ့ UFC 313ကိုမနက်ဖြန်မနက်9:00 နာရီခွဲမှာစတင်ကျင်းပမှာဖြစ်ပြီးဗန်ဟာဂျပန်ကစားသမားဆူရူရာနဲ့ကစားရမှာပါအခုအောင်လအန်ဆန်ရဲ့သတင်းကြောင်းကိုပြောရအောင်ပါရှမီအာဒိုဂန်နဲ့ပွဲပြီးအောင်လာဟာသူ့ရဲ့ Instagram မှာလက်ဝှေ့နီးပြအဖြစ်ကလပ်ကကစားသမားတွေကိုလေ့ကျင့်သင်ကြားပေးနေတာတွေကိုတင်ထားလေးရှိပေမဲ့သူ့ရဲ့အနာဂတ်အတွက်ထုတ်ပြောတာမျိုးမလုပ်ခဲ့ပါဘူးဒီနေ့မနက်မှာတော့ One Championship ပြိုင်ပွဲသတင်းတွေကိုတင်ဆက်ပေးနေတဲ့သတင်းထောက်တူရဲ့ post မှာ comment ပေးခဲ့ပါပြီဘန်ကောက် post သတင်းစာရဲ့သတင်းထောက်ဖြစ်သူ Nick Akin ရဲ့ post မှာမှန်ခဲ့တာပါ It sounds like Ong Lan Sung is sticking around for one more fight at least in one championship, and I'm glad to hear it. I was quite sad when I saw that Ong La was taking his gloves off following his KO loss to Shamil Erdogan at 1171 in Doha. But Nick Akin ကအောင်လာအန်ဆန်နောက်ဆုံးပွဲကိုထိုးဖို့ရှိနေတဲ့အကြောင်းသူ့ရဲ့ Instagram မှာတင်ခဲ့တာပါအဲ့ဒီ post ရဲ့အောက်မှာအောင်လာကအခုလို comment မှတ်ပြီးတော့တုံ့ပြန်ခဲ့တာပါဒါဟာပြည်သက်တွေအတွက်တော့သတင်းကောင်းပါပြည်သက်တွေအနေနဲ့မြန်မာဂုံဆောင်ဘာမီစပိုင်သွန်အောင်လာအန်ဆန်ရဲ့ One Championship နောက်ဆုံးပွဲကိုကြည့်ရှုခွင့်ရတော့မယ်လို့ဆိုရမှာပါဒီတစ်ခါတော့ One Championship မှာအချီမလှခဲ့ကြတဲ့မြန်မာကစားသမားတွေအကြောင်းကိုတင်ဆက်ပေးပါမယ်မနေ့ကညပိုင်းမှာထိုးသက်ခဲ့တဲ့တပ်ပိုင်အောင်ဟာပြိုင်ဘက်ဖြစ်သူဂျပန်နိုင်ငံသားဟာရူရူကီကိုဒုတိယချီမှာပဲတိုင်ပွဲရက်နဲ့ရှုံးနေခဲ့ပါတယ်တပ်ပိုင်အောင်ကသူ့အတွက်ပထမဆုံး One Championship ပွဲဖြစ်ပေမဲ့ပွဲကိုရှိန်မနေပဲအပြန်အလှန်ရှင်ပြိုင်ကစားခဲ့ပါတယ်ဒုတိယချီမှာတော့ပြိုင်ဘက်ဖြစ်သူရဲ့တိုက်ခိုက်မှုနည်းစနစ်ပေါင်းစုံကိုတုံ့ပြန်ဖို့ကြိုးစားခဲ့ပေမဲ့မအောင်မြင်ခဲ့ပဲဒုတိယချီမှာပဲရှုံးနေခဲ့ပါတယ်ဒီနေ့မနက်မှာကစားခဲ့တဲ့ဆိုဂျီရဲ့ပွဲမှာလည်းတမ်မနီဆိုဂျီကပြိုင်ဘက်ဖြစ်သူဒီမီထရီကိုတိုင်အဆုံးဖြတ်နဲ့ရှုံးနေခဲ့ပါတယ်ပွဲမတိုင်မီကတိုင်အဆုံးဖြတ်အရောက်မခံပဲပွဲဖြတ်မယ်လို့ဆိုခဲ့တဲ့အတိုင်းဆိုဂျီဟာပွဲကိုဖြတ်ဖို့နောက်ဆုံးချိန်ထိကြိုးစားခဲ့ပါတယ်ဒါပေမဲ့တစ်ဖက်ကစားသမားအမှတ်ပေးပွဲတွေနဲ့ရင်ပါတဲ့ကစားသမားဖြစ်တာရဲ့အကွာဝေးကိုချိန်ကစားပြီးဆိုလင်းဝင်လာတဲ့ထောက်လက်သီးတွေခြေကန်ချက်တွေအသုံးပြုပြီးထိချက်အသာရအောင်ကစားနိုင်ခဲ့ပါတယ်ဒါကြောင့်ဆိုဂျီထင်တိုင်းမပေါက်ခဲ့ပဲထိချက်သားခဲ့သလိုဆိုဂျီရဲ့ထိုးချက်တွေအောက်ကနေလွတ်အောင်ရှောင်ထွက်နိုင်ခဲ့တဲ့ရုရှားကစားသမားဒီမီထရီကအတိုင်းသုံးအောင်စလုံးရဲ့အနိုင်ပေးမှုတွေနဲ့အတူဒီပွဲကိုနိုင်ရခဲ့တာပါဒီပွဲမှာရုရှားကစားသမားဒီမီထရီကမှတ်ပေးစနစ်နဲ့ထိုးသက်တဲ့ပွဲတွေမှာအနိုင်ရအောင်ဘယ်လိုကစားရဲဆိုတာကိုပြသသွားတယ်လို့ဆိုရမှာပါမြန်မာကစားသမားတွေကတော့ဝမ်းမှာနိုင်ရရင်လဲထိုးနဲ့ပဲနိုင်ရလိမ့်ရှိပြီးပွဲကိုအပြတ်မဖြတ်နိုင်ပဲဒိုင်တွေရဲ့ဆုံးဖြတ်ချက်တိရောက်သွားရင်ရှုံးနေလိမ့်ရှိတာကမြန်မာကစားသမားနဲ့နီးပြအဖွဲ့တွေဂရုပြုရမယ့်အချက်လို့ဆိုရမှာပါပရီးမီးယားလိရဲ့သတင်းတွေကိုဆက်ရအောင်ပါအင်္ဂလန်ဘောလုံးဖွဲ့ချုပ် FA ကမီဝေါ်တင်ရဲ့ဂိုသမာလီယန်ရောဘတ်ကိုစုစုပေါင်း6ပွဲပန်ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်ပထမပြစ်ဒဏ်ချမှတ်မှုမှာ3ပွဲပဲဖြစ်ပဲချမှတ်ခဲ့ပေမဲ့အဆုံးဖြတ်ချက်ကိုပြန်ပြင်ပြီး6ပွဲအထိပြစ်ဒဏ်ချမှတ်ခဲ့တာပါလီယန်ရောဘတ်ရဲ့ကံကြမ်းကြောင့်ခရစ္စတယ်ပဲလီအသင်းရဲ့အားထားတဲ့တိုက်စစ်ကစားသမားမာတီတာ2ရွက်မှာ25ချက်အထိချုပ်ခဲ့ရပါတယ်မတ်လ1ရက်နေ့ကကစားခဲ့တဲ့ FA Cup ပွဲစဉ်မှာဖြစ်ခဲ့တဲ့ဒီဖြစ်ပျက်မှာရောဘတ်ရဲ့ဖျက်တုပ်ပုံအတော်လေးဆူရွာခဲ့ပါတယ်ဒီဖြစ်ပျက်ပြီးမှရောဘတ်ဟာအသင်းရဲ့ website ကနေတစ်ဆင့်ပြန်လည်တောင်းပန်ခဲ့ပါတယ်ဒီနေ့ညမှာတော့ Premier League ပွဲစဉ်28ရဲ့ပွဲစဉ်တွေကိုရှင်ပြိုင်ကစားဖို့ရှိပါတယ်အဆင့်3မှာရှိနေတဲ့ Nottingham Forest နဲ့အဆင့်4က Man City တို့ရဲ့ပွဲစဉ်Liverpool နဲ့ Southampton တို့ရဲ့ပွဲစဉ်အပါအဝင်ပွဲကြီးပွဲကောင်းတွေကိုကြည့်ရမှာပါရှင်ပြိုင်ကစားကြမယ့်ပွဲစဉ်နဲ့အချိန်တွေကိုလည်းအခုလိုဖော်ပြပေးလိုက်ရပါတယ်ကြည့်ရှုအားပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ် Sport Channel လေးကို Subscribe လုပ်ပေးဖို့တောင်းဆိုပါရစေပရိသတ်များအားလုံးအဆင်ပြေပျော်ရွှင်ကြပါစေလို့ဆုတောင်းပေးပါတယ်